အီတလီစပန့်သားလေးကိုကော်လန်နှစ်ထပ်ဒီဇိုင်းလေးနဲ့ထုတ်ပေးထားတယ်ရှင်တော့တော်တော်လေးကိုမှလာတယ်ပြန်ယူရောက်သမားတွေဆိုဒီလိုမျိုးကာလာဆောင်သားယူချလိုက်တော့ရောင်းရစီမလို့မင်းကအမခံပေးတယ်ရှင်နော်ဒီလိုမျိုးကော်လန်နှစ်ထပ်ဒီဇိုင်းလေးနဲ့ထုတ်ပေးထားပါတယ်ရှင်တော့တော်တော်လေးကိုမှလာတယ်လက်ကလေးကိုလေးနှစ်ထပ်လေးချုပ်ပေးထားတယ်ကော်လန်ကိုလေးနှစ်ထပ်လေးချုပ်ပေးထားတယ်ရှင်တော့လိပ်ပြကော်လန်လေးပါရှင်တော့အခုခေတ်စားနေတဲ့ဒီဇိုင်းလေးပါတော်တော်လေးကိုမှချစ်ဖို့ကောင်းတဲ့အမတို့ရေနော်ဒီလိုမျိုးတက်တွေကိုမင်းကအီတလီစပန့်အကောင်းစားလေးကိုတုံးပေးထားတယ်နော်ဒီလိုမျိုးအထည်တွေကိုမင်းကလက်ကားဈေး9ထည်ဈေးမစ်စီမှာ13500နဲ့လာယူပါရှင်နော်3ထည်ဈေးတက်ရှိတာဖြစ်တဲ့အတွက် Viber ဆိုမဟုတ် TikTok CB မှာလာပြီးတော့မင်းမြန်းလို့ရတယ်ရှင်နော်ဒီမှာကြည့်လိုက်ဘောက်ပိဆိုလေလုံးဝအပွင့်ကြီးထုတ်ပေးထားတယ် quality ကိုတော့မင်း100ရာခိုင်နှုန်းအာမခံပေးပါလေရှင်နော်တော်တော်လေးကိုမှလှပါတယ်မမတို့ရေနော်ပေါက်80ကနေပြီးတော့140ဒီအေးအေးစစ်စစ်ဝတ်လို့ရတယ်အေးအေးစစ်စစ်တော်တယ်မတို့ရေနော်တော်တော်လေးလှတယ်အယောက်ကလာအဖြစ်သူကအယောက်9ယောက်လာပါမယ်ရှင်နော်ပြန်ရောက်သမားတွေ9ယောက်လောက်တိုင်း9ယောက်လိုက်တာယူရှာလိုက်ရှင်နော်ပြရောက်ပေးစင်တခုမှမပါပါဘူးရှင်မတို့ရေနော်မှာယူရှင်နေဆိုရှင်သူများကို2699ခေါ်သုံးလုံးသူများဘိုင်ဘာသူမဟုတ်တိတော့ချက်ပါမှာလာပြီးတော့မှာယူအားပေးလို့ရပါတယ်ရှင်